တွင်းသားကြီးများအားလုံးမင်္ဂလာပါဗျာတွင်းသားကြီးများအတွက်2ရက်6လ2025မှာ8ရက်6လ2025အထိတွင်းသားကြီးများရဲ့တပတ်တာငွေကြေးအခြေအိမ်တော်ကြီးကျမ်းမာရေးကံကလေးကိုကျွန်တော်ကလီနိုမာကတ်ကလေးကြည့်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ကတ်ကလေးတွေကတော့ဆွဲပြီးသားပါပြီအဲ့တော့တွင်းသားကြီးများရဲ့ငွေကြေးကံလေးကနေစပြီးတော့ကျွန်တော်ကြည့်ပေးပါမယ်တွင်းသားကြီးများအတွက်ကြာလာတဲ့ငွေကြေးကံနမိတ်ကလေးကကတ်နံပါတ်15ရေအောက်က9ဆိုတဲ့နမိတ်ပေါ့နော်ဒီကတ်ကလေးရဲ့အဓိပ္ပာယ်ဘာပြောချင်တာလဲဆိုတော့ဒီနေ့သားကြီးများကဒီဘက်တာကာလမှာအနေငယ်ငွေကြေးလေးတွေခက်ခဲမယ်အနေငယ်မွန်းကျက်မယ်ဆိုတဲ့နမိတ်ကလေးကိုမြင်ရတယ်တို့ပေမဲ့ဘာမှစိတ်မပူပါနဲ့ဘလောက်ပဲခက်ခဲဘလောက်ပဲငွေကြေးနဲ့ပတ်သက်ပြီးမွန်းကျက်ပြီးလို့ရှိရင်တော့အဆုံးမှာတော့အဆင်ပြေသွားမယ်ဆိုတဲ့နမိတ်ကလေးကိုမြင်ရပါတယ်သူပြောချင်တာပေါ့နော်အစမှာတော့အနေငယ်ခက်ခဲလိမ့်မယ်ဘာမှပူမနေဒါပေမဲ့အဆုံးရောက်လို့ရှိရင်အဆင်ပြေသွားမယ်ဆိုတဲ့နမိတ်ကလေးကိုပြောချင်တာပါအဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးပုံမှုလက်ပွင့်ကံပွင့်စေဖို့အတွက်ကိုယ့်ရဲ့အိမ်ကဖျားမှာပေါ့နော်9ကြော်ကပ်ပြီးတော့ဆူတောင်းလို့ရပါတယ်ခင်ဗျာဒါကတော့တနင်္လာသားကြီးများအတွက်ငွေကြေးနဲ့ပတ်သက်တဲ့ရည်ရည်လေးပါပြီးတော့တနင်္လာသားကြီးများရဲ့အခြေရေးကိုကြည့်ပေးပါမယ်အခြေရေးအတွက်ကြားလာတဲ့နမိတ်ကလေးကတော့ကတ်နံပါတ်20 4နာရီပန်းဆိုတဲ့နမိတ်ကလေးပဲအဲ့တော့အခြေရေးနဲ့ပတ်သက်ပြီးတနင်္လာသားကြီးများကဒီပတ်တာကာလမှာမျက်နှာပွင့်နေမယ်ရွှင်လန်းနေမယ်ပျော်ရွှင်နေရမယ်ဒီလိုမျိုးလေးတွေမြင်ရတယ်ပေါ့နော်အခြေနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ဂုဏ်သတင်းလေးတွေကမွေးကြိုင်နေမယ်ဆိုတဲ့နမိတ်ကလေးကိုမြင်ရတယ်အဲ့တော့ဒီနေ့သားကြီးများဒီဘက်တာကာလမှာအခြေလေးကတော့ကန်လေးကတော့ကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့အခြေပုံပြီးတော့ဒီလိုမျိုးမျက်နှာပွင့်စေဖို့အတွက်ပေါ့နော်မလုပ်ရမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်မှာညနေ4နာရီမှာဖျားပန်းကပ်ပြီးတော့အခြေနဲ့ပတ်သက်တဲ့ကိစ္စလေးကိုဆူတောင်းလို့ရပါတယ်ပြီးတော့အိမ်တော်ကြီးပေါ့နော်ဒီနေ့သားကြီးများအတွက်ကြာလာတဲ့အိမ်တော်ကြီးနမိတ်ကကတ်နံပါတ်16လက်ထက်လက်စွပ်ဆိုတဲ့နမိတ်အဲ့တော့အိမ်တော်ကြီးကတော့အတိုင်းထက်လွန်ကောင်းတယ်လို့ပြောလို့ရပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးပျော်ရွှင်စရာစိတ်ချမ်းမြေ့စရာလေးတွေကြုံလာရနိုင်တယ်ပြီးတော့အိမ်တော်ကြီးမှာအရင်ကစိတ်မပြေခဲ့တာတွေရှိလို့ရှိရင်လည်းမကြခင်မှာအခဲမကြည်တာတွေပါဆိုလို့ရှိရင်လည်းပြည်လည်သွားမယ်ဆိုတဲ့နမိတ်ကလေးမြင်ရတယ်အဲ့တော့အိမ်တော်ကြီးကန်လေးကောင်းပါတယ်အိမ်တော်ကြီးကန်လေးကအိမ်တော်ကြီးကန်နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့အဆင်ပြေစေဖို့အတွက်ပေါ့နော်ဒီတစ်ပတ်တာကာလမှာဖြစ်နိုင်မယ်ဆိုလို့ရှိရင်အိမ်ရှိမှာရေချိုးရင်လည်းဆူတောင်းလို့ရပါတယ်ခင်ဗျာဒါလေးကတော့ကျွန်တော်ဒီထဲမှာကတ်နဲ့ပတ်သက်တဲ့ရေရာလေးတွေပြောပြတာပါကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်တော့ဒီတစ်ပတ်တာကာလမှာနေ့နေ့သားကြီးများကကျမ်းမာရေးနဲ့ပတ်သက်ပြီးညံ့နေတယ်ဆိုတဲ့နမိတ်ကလေးကိုမြင်ရတယ်အဲ့တော့ရန်ဖြစ်ရနေပြီးတော့ထိခိုက်ဒဏ်ရာရတာပြီးတော့တွိုင်းလိုင်းနဲ့ဒီလိုထိခိုက်ဒဏ်ရာလေးတွေရနိုင်တဲ့အတွက်ကြောင့်မို့လို့တတိတာမယ်တပတ်တာကာလဖြစ်တဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးဘယ်ဘက်ခြေထောက်ဘယ်ဘက်လက်မျက်လုံးနဲ့သွားပေါ့နော်ဒါမျိုးလေးတွေကိုသတိပြုရမယ်တပတ်တာကာလဖြစ်တယ်အဲ့တော့ကျမ်းမာရေးလေးကတော့ညံ့နေတယ်လို့ပြောရမယ်ထိခိုက်ဒဏ်ရာရတတ်တယ်ပေါ့နော်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးကောင်းစေဖို့အတွက်ဒီတပတ်တာကာလမှာကိုယ့်ရဲ့မွေးနံတောင်းမှာအမွှေးတိုင်ကိုတက်စီလှူပြီးတော့ကျမ်းမာရေးကောင်းဖို့အတွက်ဆူတောင်းဖို့ပါခင်ဗျာအဲ့တော့ဒီနေ့သားကြီးများအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာကျွန်တော်အကောင့်လေးနဲ့ YouTube page YouTube